မင်္ဂလာပါရှင်ဓမ္မဒါယာဓာတုတ်ကိုပူဇော်ပါမယ်ရှင်မက်ကင်ရှိပါအမွေခံထားတရားတော်မြတ်စွာဘုရားသည်ယဟန်အပေါင်းအားဤတရားကိုဟောကြားတော်မူခဲ့ပါသည်ချစ်သားတို့တင်တို့သည်ငါဘုရား၏တရားအမွေကိုယူသူဖြစ်တဲ့သည်ပစ္စည်းအမွေကိုယူသူမဖြစ်တဲ့ပစ္စည်းအမွေကိုယူပြီးတရားအမွေကိုမယူခဲ့လင်တင်တို့ရောငါဘုရားပါအကဲ့ရဲ့ခံရပေမည်ဟုမိန့်တော်မူသည်ငြိမ်းအေးစွာနေထိုင်ကြရမည်မကောင်းမှုအကုသိုလ်များကိုလုံးဝရှောင်ကျဉ်ရမည်ယုံညံ့သောလောဘဒေါသမောဟများမဖြစ်အောင်အားထုတ်ရမည်နိဗ္ဗာန်ချမ်းသာကိုရရန်အရေးအကြီးဆုံးဖြစ်သောမက္ကင်၈ပါးအကျင့်ကိုကျင့်ကြံကြရမည်မက္ကင်၈ပါးသည်၁သစ္စာ၄ပါးကိုသိမြင်ပြီးနေခြင်း၂သူတစ်ပါးအကျိုးအများအကျိုးအတွက်ကြံစည်ခြင်း၃သူတစ်ပါးအကျိုးအများအကျိုးအတွက်ပြောဆိုခြင်း၄သူတစ်ပါးအကျိုးအများအကျိုးအတွက်ပြုလုပ်ခြင်း၅သူတစ်ပါးအကျိုးအများအကျိုးပြုသောလုပ်ငန်းဖြင့်စီးပွားရှာအသက်မွေးခြင်း၆နိဗ္ဗာန်ကိုသိမြင်သည့်အထိစွမ်းကုန်အားထုတ်ခြင်းခွန်ရုပ်ဝေဒနာစိတ်အကြောင်းအကျိုးတို့ကိုကောင်းစွာသတိထားခြင်း၈ဇန်၄ပါးရရှိအောင်အားထုတ်ခြင်းတို့ဖြစ်ကြသည်ဤမက္ကင်၈ပါးကိုအစွမ်းကုန်ကျင့်ကြံအားထုတ်ကြရမည်ဟုမိန့်တော်မူခဲ့ပါသည်